ပြောညာ ဒါလေးကတော့ဘုံလေးဖြစ်ပါရဲ့ဒီဘုံလေးကိုချက်ထားတဲ့ဒီမှာတော့မိုက်စုဖြစ်ပါရဲ့ညာဒီဘုံလေးကိုဒီချက်ဖို့ချက်ကြီးနေမှာဆိုရင်ကျွန်တော်လည်းမကြည့်လိုက်ဘူးမကြည့်ပါဘူးဒီချက်လိုက်ပေါ်တော့စားကြတယ်ပေါ့နော်မော်စားကြတယ်စားကြနေရလေးပေါ့နော်ကျွန်တော်စားပြန်မှာဖြစ်ပါရဲ့ တော့ပါပြီ မကက်ရမယ် ဟမ် ဒါနော် ဒါပါ လည်းမောင်လေ အရင်မှပုံလေးကစင်ကာပူနိုင်ငံမှာမှာယူထားတယ်ဟောကော်ဖီတုပ်လေးဖြစ်ပါရဲ့ ဒါလေးကမောင်လေ ကြည့်ကြတော့အမေရိကန်နိုင်ငံမှာကျွန်တော်တို့ကိုလာမှာလာဖြစ်ပါရဲ့ အမမဲ ဒါလေးကတက်ပြီးကိုလိုကမာလေးခွန်းနဲ့တဲပြီးတော့နော်အင်္ဂလိပ်လိုပြောပါလို့ မန်ကို မကုတ် မန်ကို ဟောပါတော့နော် မဲ စားအောင်မောင်လေ ဟောင်းနော် စားအောင် ရန်ကောင်းတယ်ဒါလေးမှကျွန်တော်ကြီးနေဖြစ်ပါနော် အာ သူ့လေးရရတာလေးမှာငါကြည့်ကြည့်ရှိတယ်ပေါ့ အဲ ဟုတ်ကဲ့ငါလာငါမပေါ့ဒီနေ့မှလည်းရမှာတောက်ကြုံနော်ကောင်း အာဟိုရင်းနေပါရင်းနေရော့ပြောင်း ရုံရုံဟာသာလူကြီးဟိုတာပြီ ဘယ်စလုံးနဲ့ချက်တာဘယ်စငါပြီးချက် ဆိုရင်ငါပြီးရပါပေါ့နော် အာ တော့ပြီးတော့နာမည်လေးကိုဆိုငါပြီးလို့ခေါ်ပါနော် အာ ဒီမှာဟင်းသားမှာဆိုရင်ဒုတိယအကောင်းဆုံးဖြစ်ပါတယ်နော် အာသမီးကတော့တင်မထားတော့တော်တော်စားပါနော်လေးကမြောက်တယ်လေးကမြောက်တယ် ကျွန်တော်မှာဆိုရင်ယေရှုကနောက်ကျတည်နေတယ် တော့တင်းဝေးအိမ်နဲ့ဒီအိမ်ကစားအကောင်းဆုံးပဲပထမဆုံးသူ့မှာမတော်မတရားမရစားပြစ်တာ တော့တင်းဝေးမှာစားအောင်လို့ပြောပါတယ် အာ သူ့ရဲ့ဆက်စုချက်မှာဆိုရင် ကျလည်းတရားကဟိုလုံးစနေကြတယ် ဟိုဒါငါးဟင်းဖြစ်ပါတယ်နော် အာ ငါးလေးနဲ့မျိုးပြီးတော့မြင်ရင် ငားလေးကိုဘယ်လိုလုပ်တာငါ့ကိုဘယ်လိုလုပ်တာ ငါးမှာပါရဲပေါ့နော်အနူးနာမှာကတ်နေတယ်အသားတွေကိုကျွန်တော်အဲ့လိုပြောတာဘယ်လိုပြော ငါ့ကိုပြုတ်တယ်ပြုတ်ပြီးတော့နှွားထားတယ်အဲ့လိုပြော အသားလေးကိုပေါ့နော်လက်ချီလေးနဲ့ဟွာထားတယ်ဖြစ်ပါတယ်နော် อืม ဒါပြောကျွန်တော်တဲဆုံးတာပထမဖြစ်တယ် အမမအနာမပြ